မလင်းဝေပဲဟုတ်ခေတော့မလင်းဝေသူများလိုက်ရင်ဝယ်တယ်ကိုလည်းကိုစီမှာရှေ့ဟောင်းကပတ်စံဘူးကျော်အောင်ဆန်းပတ်စံရင်ဝယ်ပဲသူလည်းရှိတယ်ဒီမှာပိန်းထားတယ်အများကြီးပဲဒါကတော့ငါးချက်ပဲဒါတော့95ချက်ပဲဒီဟာတော့25ချက်တယ်25ချက်တယ်လေအများကြီးရှိဒါလည်း25ချက်ဒါလည်း25ချက်တယ်ဒါလည်း15ချက်တယ်အဲ့တော့ကျွန်မပတ်စံနေ့ကြာမသိဘူးစောက်ဒါတော့95ချက်တယ်ဒါတော့25ချက်ပဲကျွန်တော်တင်ထားတယ်လာဝယ်တဲ့သူမရှိဘူးလားဟာသာနေနေပြောမလေးပတ်စံသူများလိုက်ဘယ်နှခုနှစ်ကိုမြန်မာလဲဘယ်နှခုနှစ်တော့ပြန်ကြည့်နေ့တော့ကြာနေဒါ95ချက်တယ်ဒါကလေးကျတော့အခုလည်းရှိ330တန်းရှိပါမလားမသိဘူး30တန်း